Hello guys, this is Xing Xing. teacher Xing ဖြစ်ပါတယ် teacher Xing က teacher Xing အကြောင်းတစ်ချက် intro လုပ်ပေးမယ်ပေါ့နော် teacher Xing က5 years လောက်ရှိမယ်ပေါ့နော်ဒီ food and beverage industry မှာဒီစင်ကာပူမှာနေပြီးတော့ train ခံခဲ့ရတယ်ပေါ့နော်စင်ကာပူမှာနေပြီးတော့ training ပေးခံရတယ် wine နေနဲ့ပတ်သက်ပြီးတော့လည်းလေ့လာခဲ့ရတယ်ပေါ့နော်ဒီတော့ဒီချက်တို့ဒီ basic English class တော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးမြင့်မယ်ပေါ့နော်ဒီ intermediate လောက် class ရှိမယ်ပေါ့နော်ဒါပေမဲ့နိုင်ငံခြားမှာဒီ FMB လေ့လာနေတဲ့သူတွေအတွက်ကိုလည်းကြတော့ study with passion page ကနေပြီးတော့ဒီ share ပေးနေတယ်ပေါ့နော် share ပေးနေတယ်အဲ့တော့ wine and food pairing ဆိုတဲ့ခေါင်းစဉ်နဲ့ chair တို့ဒီမှာလေ့လာကြမယ်ပေါ့နော် wine နဲ့ food တွေကိုတစ်ချက် English လိုလေးပြောပြီးတော့လေ့လာကြမယ် okay စလိုက်ကြရအောင် so wine and food pairing so wine and food pairing ဆိုလို့ရှိရင်ချက်ကြည့်အောင်နော်So ဒီမှာဆိုလို့ရှိရင် wine ဆိုလို့ရှိရင် let's ကြည့်အောင် what is wine Wine is an alcoholic beverage made from grapes that have been fermented. The sugars in the grapes are converted into alcohol during fermentation. Fermentation ဆိုတာကဘာလုပ်တာလဲဒါသိဖို့လိုတယ်ပေါ့နော်ပြီး fermented ဘာလုပ်ထားတာလဲเนาะ ferment လုပ်တဲ့အခါမှာ wine ဆိုတာက alcoholic beverage တစ်ခုဖြစ်တယ် grape ကနေလုပ်ထားတာစပစ်ကနေလုပ်တယ်ဆိုတာတော့လူတိုင်းသိပဲပြင်ဦးလွင်မှာဆိုလို့ရှိရင်ဒါဟိုပါပေါ့နော်ပြင်ဦးလွင်မှာဆိုလို့ရှိရင်ပြင်ဦးလွင်ကနေ wine နေနဲ့grape နဲ့grape ကိုသုံးပြီးတော့ wine နေထုတ်တယ်ဆိုတာကြော်ကြားရတယ်ပေါ့နော် fermented လုပ်ထားတယ် ferment လုပ်ထားတဲ့ဟာကိုကျတို့ကသင်ရမယ်เนาะ wine ဘယ်လို ferment လုပ်ထားလဲပေါ့နော် let's see ကြည့်ရအောင် so wine ကိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျတို့ဘာလုပ်ဖို့လိုလဲဆို harvesting ရိတ်သိမ်းဖို့လိုတယ်ပြီးတော့ crushing and destemming crushing ဒီဟာပေါ့နော်ဒီ crush လုပ်မယ်ပြောလို့ရှိရင် destemming ဆိုရဲဟိုပါပေါ့ဒါ briefly ပေါ့နော်ဒီ wine နဲ့ပတ်သက်တဲ့ knowledge သင်ခန်းစာမှာဆိုလို့ရှိရင်ဘာလေးရှိမလဲ basic concept လေးဒီ video ကအကြာကြီးလုပ်လို့မရတဲ့အတွက်ကြောင့်မလို့ကျတို့ဒီ9မိနစ်10မိနစ်အတွင်းမှာ wine နဲ့ပတ်သက်တဲ့ knowledge လေးတွေဘယ်လိုလေးရလာမလဲဆိုတာတစ်ချက်ကြည့်ရအောင်เนาะပြီးတော့ fermentation ဆိုတာ yeast ဆိုတဲ့ဒဇေးကိုအပ်လိုက်တာပေါ့နော် to the grape juice တွေကို add မယ်အဲ့ဒီ yeast တွေက sugar တွေကို eat ပြီးသွားတဲ့အခါမှာ alcohol တွေနဲ့ချိန်သွားမယ်เนาะ producing either red with white skin or white wine without skin အဲ့ဆိုတော့ red wine ဆိုလို့ရှိရင်တော့ skin ရဲ့ color လေးနဲ့ effect လေးတွေဖြစ်ပြီးတဲ့အခါကျတော့သူကဖြစ်သွားမယ်ပေါ့နော် red wine အနေနဲ့ပြောင်းသွားမယ်ဒါက red wine မှာလည်းကျွန်တော် grape variety ဆိုတာတွေရှိတယ်ပေါ့နော် France လို region မှာကျတော့ grape variety တွေအများကြီးရှိတယ်ဘာ grape လဲ Pinot Grigio ဒီဟာပေါ့နော်ဒီ Cabernet Sauvignon လား Pinot Noir လားဒါမှမဟုတ် white wine ဆိုလို့ရှိရင် Sauvignon Blanc လား Riesling လားစသည်ဖြင့်ရှိကြရပေါ့နော်ဒီခါကျတော့ pressing လုပ်မယ်ဆိုလို့ရှိရင်ဒါ fermentation process အနေနဲ့ wine တွေကို press လုပ်မယ်ပြီး aging ပေါ့ oak barrel တွေမှာထားပြီးတော့ဒီ oak လေးနဲ့ဒီ oak အသားပေါ့နော်အဲ့တစ်သား barrel တွေမှာထားပြီးတော့သူ aging လုပ်မယ်တချို့ wine တွေဆိုလို့ရှိရင်10နှစ်15နှစ်ဒါဆိုလို့ရှိရင်တခြား wine တွေပေါ့နော်နှစ်20 25နှစ်ရှိတဲ့ wine တွေဆိုလို့ရှိရင်အများကြီးကိုဒါဟိုဖြစ်ပဲပေါ့နော်ဈေးတွေလည်းကောင်းတယ်ပေါ့နော်မျိုးတချို့တစ်ခါလေဆို50 years wine တို့100 year wine တို့1980ကျော်လောက်ကထုတ်တဲ့10 year ကြာမယ်1992မှာဒါထုတ်လိုက်တဲ့ wine တို့ဒါမျိုးတွေရှိရပေါ့နော်ဆိုတော့ how is wine made wine ဘယ်လိုလုပ်ထားလဲ racking what is racking wine is transferred to a clean vessel to remove sediment that forms during fermentation လုပ်တဲ့ process မှာဆိုလို့ရှိရင် the racking အနေနဲ့ဘာလုပ်တာလဲဆိုလို့ရှိရင် sediment ဆိုတဲ့ဟာတွေကိုပေါ့နော်ဒီ clean vessels တွေပဲ transfer လုပ်တာပေါ့နော်သူ blending လုပ်မယ်ဆိုလို့ရှိရင် different wine နဲ့ grape varieties may be blended to achieve a desired flavor profile လိုချင်တဲ့ flavor profile အတွက် blending လုပ်မယ်ပြီးရင် finishing လုပ်မယ် aging in the bottle တွေထဲမှာလည်း aging လုပ်လို့ရတယ်ဒါ oak barrel တွေထဲမှာပဲ aging လုပ်လို့ရတာမဟုတ်ဘဲနဲ့ bottle တွေထဲမှာလည်း aging လုပ်လို့ရတယ်ပေါ့နော်ဒါလေးရှိမယ်ဒါဆိုလို့ရှိရင် France ဒီမှာ wine growing region ကို France ကိုသွားပြီး explore လုပ်ရအောင်ဘယ်လိုတွေလုပ်လို့ရလဲဆို France မှာဆိုလို့ရှိရင် Bordeaux Burgundy Champagne Loire Valley Rhone Valley နဲ့ Alsace ဆိုပြီးတော့ရှိရပေါ့နော်ဒီ region တွေမှာဆိုလို့ရှိရင်ဒါ wine တွေနဲ့ပတ်သက်ပြီးတော့ growing လုပ်ရတဲ့ region တွေပေါ့ဒါဆိုလို့ရှိရင်ကြည့်ရအောင် here's the list of notable wine growing region around the world ဒီကမ္ဘာလုံးမှာရှိတဲ့ဟာတွေပေါ့ wine grow Italy မှာဆိုလို့ရှိရင် Tuscany Piedmont ဒါမျိုးတွေရှိမယ် Spain မှာဆိုလို့ရှိရင် Roger ရှိမယ် New Zealand မှာဆို
Marlboro ရှိမယ် Argentina မှာဆိုလို့ရှိရင် Mendoza ရှိမယ် Patagonia ရှိမယ်ဆိုတော့ Chile မှာဆိုလို့ရှိရင် Maipo Valley ရှိမယ် United States မှာ California Napa Valley Sonoma နဲ့ Population ဒီဟိုတခြား region လေးတွေလည်းရှိအောင်မယ်ပေါ့နော်ဒါတွေတစ်ချက်သိထားရမယ်ဒါဆိုလို့ရှိရင်နောက်တစ်ခုကဒါမြန်လေးပြောလိုက်တယ်ပေါ့နော်အရင်လည်း boring ဖြစ်နေမှာဆိုတော့ချွတ်ရ wine ဆိုစိတ်ဝင်စားကြအောင်ဒါပေမဲ့ wine ဆိုတာ high class တစ်ခုအနေနဲ့ရှိနေတယ်အများနဲ့ standard ဖြစ်နေတယ်ပေါ့နော်ဒါတော့ကိုရီးယား bar restaurant တွေတော့လို့ wine ကောင်းကောင်းတောက်တတ်ပြီး wine ကို sommelier ဖြစ်ပြီဆိုလို့ရှိရင်เนาะကိုရီးယားဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်လစာကြီးလည်းအများကြီးကောင်းမယ်ပြီးတော့လို့ရှိရင်ဒါစာမေးပွဲဖြေရမယ်ပေါ့နော်ဒါမျိုးတွေရှိရဆိုလို့ရှိရင် wine အကြောင်းကိုလေ့လာလို့ရမယ်ကျွန်တော်တို့ဒီ basic class မှာ real life နဲ့ပတ်သက်ပြီးတော့အကုန်ရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမျိုးတွေလည်းကျွန်တော်ပါတယ်ပေါ့နော်တစ်ချက်ကြည့်အောင် So here is a list of classic food pairing ဒါဆိုလို့ရှိရင် wine နဲ့ bell food တွေနဲ့ pair လိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းမလဲ pairing လုပ်တယ်ဆိုတော့အတူတူကစားတောက်မယ်ပေါ့နော်တူတူတွဲပြီးတော့သုံးဆောင်မယ်ဆိုလို့ရှိရင်အများကြီးကောင်းတယ်လို့ပြောတာပေါ့ So that white wine Chardonnay food pairing lobster crab grilled chicken creamy pasta dishes roasted vegetable buttery fish reason ကဘာကြောင့်လဲဆိုလို့ရှိရင် the rich nut and buttery flavor ပြောလို့ရှိရင် rich nut နဲ့ဒီသူ့ရဲ့ rich ဖြစ်တဲ့ creamy flavor တွေကဘာဖြစ်လဲဆိုလို့ရှိရင် Chardonnay နဲ့ကိုလုံးဝ life ဖက်စေတော့ Chardonnay ကိုကြည့်ရအောင်เนาะ so ဒါက Chardonnay ဖြစ်တယ် Chardonnay ဆိုလို့ရှိရင်သူက a little bit dry ဖြစ်မယ် medium body ရှိမယ်သူက medium body နဲ့ wine မှာဆိုလို့ရှိရင် medium body ရှိမယ် full body ရှိမယ်ပေါ့เนาะဒါမျိုးတွေရှိတယ်ဒါလေးတွေကဒါကိုအဓိက roughly သိထားလို့ရှိရင်လုံလောက်တယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကိုက customer အနေနဲ့သွားမှာလားတကယ်ဒီ wine ရဲ့ဟိုဟာပေါ့เนาะ wine serving လုပ်တဲ့သူအနေနဲ့သွားမှာလားပေါ့เนาะအဲ့လိုမျိုးပေါ့เนาะ sommelier အနေနဲ့သွားမှာလားဆိုတာတစ်ချက်သိဖို့လိုတယ်ပေါ့เนาะဆိုတော့ so let's start English from now so for Chardonnay you can feel the yellow apple flavor star fruit pineapple vanilla and batter flavor so these are the flavor of Chardonnay so this is the tasting profile and alcohol volume is 13.5 to 15% alcohol by volume right so this is the Chardonnay and here's the white wine Sauvignon Blanc so here's the Sauvignon Blanc so for Sauvignon Blanc right which is a little bit dry ဘက်ကိုနည်းနည်းရောက်တယ်ပေါ့နော်သူက medium body ပဲဖြစ်တယ်ပြီးတော့သူ့ရဲ့ flavor အနေနဲ့ဘာသွားမလဲဆိုလို့ရှိရင်သူက gooseberry တို့ honeydew တို့ melon ဒီလို flavor လေးတွေ come out ဖြစ်လာတယ်သူက notes အနေနဲ့အဲ့လိုမျိုး primary flavor လေးရှိရပေါ့နော်So let's go for Riesling. Riesling is good for food pairing, spicy food, which is Thai and Indian food, which is really nice to go with, and also dark pot, and also charcuterie, and also Asian cuisine. So Asian cuisine အနေနဲ့လည်းအများကြီးလိုက်တယ်ပေါ့နော် So ဘာလို့လဲဆိုတော့ Riesling အနေနဲ့ကျ the sweetness and acidity in Riesling complement spicy dishes and rich flavor. The rich flavor လို့ပေါ့ဒီ slide ကြီးကဒီချက်ကိုယ်တိုင် create လုပ်ထားတဲ့ slide လေးပေါ့နော်ဒါဆိုဒါ wine နဲ့ပတ်သက်ပြီးတော့ basic knowledge တွေအကြောင်းသိရမှာဖြစ်တယ်ပေါ့နော်So ဒါက Riesling ပေါ့နော်ဒါ Riesling ရဲ့ profile လေးရှိမယ်အဲ့တော့ a little bit acidity ဖြစ်မယ် body tannin ဖြစ်မယ် dryness a little bit ဖြစ်မယ်တော့ alcohol က11 to 13ဆိုတော့အရင်တော့မများဘူးပေါ့နော် alcohol များတယ်လို့ယူဆလို့ရတဲ့ကောင်တွေကကြတော့13 15ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင် alcohol များတယ်လို့ယူဆလို့ရတယ်alcohol ဒီလောက်ကတော့11လောက်ကတော့တိတ်များတယ်လို့ယူဆလို့မရဘူးပေါ့နော်အဲ့ဆိုသူက body အနေနဲ့ကြတော့ဒီမှာလုံးဝကိုသူက medium ထက်ကိုနည်းနည်းရော့တဲ့ body ပေါ့နော် acidity အနေနဲ့ကတော့သူရဲ့ crisp ပေါ့နော်ဘယ်လိုမျိုး acidity ဖြစ်လာလဲပေါ့ဒီဟိုပေါ့ဆူဆူရှာရှာလေးနဲ့ချင်းချင်းအရသာလေးပေါ့နော် acidity အနေနဲ့ဘယ်လိုသွားမလဲဆိုတာလေးကိုဒီမှာပြပြထားပေးတယ်နော်ဆိုတော့ apple apricot peaches and pears ဒါမျိုးတွေကသူရဲ့ flavor မှာသွားတယ်ဆိုတော့ဒါ white wine နော် pinot grigio ဆိုတာရှိသေးတယ်နော် pinot grigio ကကြတော့ food pairing အနေနဲ့ကြတော့ light pasta dishes တွေ seafood တွေနဲ့အများကြီးတွဲစားလို့ရတယ်ဒါလေးတွေဆိုလို့ရှိရင်ဒါ t-shirt တင်တန်းမှာအများကြီးအသေးစိတ် share ပေးမယ်ပေါ့နော်ဒါဆို pinot grigio ရှိမယ် cabernet sauvignon ရှိမယ်ပြီးတော့လို့ရှိရင် red wine merlot ရှိမယ်ပြီးတော့လို့ရှိရင်ဒီမှာ wine profile အရာဒါလေးတွေရှိမယ်ပေါ့နော်ဒါလေးဆို rosé wine ဆိုလို့ရှိရင်လည်းသူက rosé wine ရှိမယ်သူက semi sweet ပေါ့နော်သူ a little bit sweet ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေး rosé လေးတီးဖို့လိုတယ်ပြီးတော့လို့ရှိရင် sparkling wine အနေနဲ့ champagne ကိုအဓိကထားပြီးတော့ပြောမယ်ဒါပေမဲ့ sparkling wine another sparkling wine like prosecco cover so prosecco ကလည်းသူက wine နဲ့ champagne လိုမျိုးဒါပေမဲ့ champagne တက်ပို့ပြီးတော့ဈေးပေါ်တယ်လူတွေက champagne ကိုပဲဒါ celebrate
collaboration တွေလုပ်တဲ့အခါမှာပို့ပြီးတော့သူကဟိုလောက်ကြရပေါ့နော် focus လုပ်ပြီးတော့သုံးကြလေးရှိကြရပေါ့နော် champagne နဲ့ cheers လုပ်တယ်လို့ဘာလို့ဒါမျိုးတွေလာမယ်ပေါ့နော်အဲ့ဆို food pairing အနေနဲ့ကတော့သူ seafood တွေနဲ့အများဆုံးလိုက်တယ် oyster caviar လို့ခေါ်တယ်ဒါ caviar ဆိုငါးဥပေါ့နော် the black caviar တွေပါရှိရလေသူအရန်ဈေးကြီးတယ်အဲ့ caviar တွေနဲ့အရန်လိုက်တယ်ပေါ့နော်ဒါမျိုးတွေရှိတချင်က fine dining မှာလုပ်ခဲ့တဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအစားအစာတွေနဲ့ food pairing တွေကိုဒီ concept တွေကိုသိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမှာတခြား train ပြီးလို့လည်းရပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ Moscato ကကြတော့သူက Moscato လေးကိုဒီချက်အရန်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့ main ကလေးတွေနဲ့အရန်လိုက်တယ် Moscato ကသူကများသောအားဖြင့်အီတာလီကလာတာလည်းရှိတယ်ပြီးတော့လို့ရှိရင် wine over a little bit acidity ဖြစ်မယ်သူက body အနေနဲ့အရန်မများဘူးပြီးတော့ tannin ဆိုလို့ရှိရင်မရှိသလောက်ကိုရှားတယ်ဒီ tart ဖြစ်နေတဲ့အရာသာမရှိသလောက်ရှားတယ်ပေါ့နော် dryness ကတော့ a little bit ရှိမယ်ဆိုတော့ peaches နဲ့ honeysuckle နဲ့ peaches နဲ့ပို့သူကflavor come out ဖြစ်လာတယ်ပေါ့နော် tasting note ကကြတော့ဒါတွေရှိပါမယ်ဒါတွေအားလုံးအတွက်ဒါရှင်းပြပေးထားတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဆိုတော့ဒီ class လေးอ่ะပေါ့နော်ဒီ class လေးကိုတက်ချင်းအဖြစ်ဒီ basic knowledge တွေလည်းရမယ် real life experience တွေလည်းရမယ်ဆိုလို့ရှိရင်အမြန်လေး join ခဲ့ဖို့ဖိတ်ခေါ်ပါတယ် welcome to our class for your knowledge and skills and for your practice thank you bye bye see you again